ဒီပွားရေးဆိုတာလက်တွေ့လုပ်ရတာစာအုပ်တွေဖတ်ရတာမဟုတ်ဘူးအဲ့ဒီစာအုပ်တွေဖတ်နေမဲ့အစားလက်တွေ့လုပ်ကြည့်လိုက်ပါအဲ့ဒါတော့တကယ်မှန်ရဲ့လားအားလုံးမင်္ဂလာပါစီးစီးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ဘိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ်တချို့တွေကစီးပွားရေးဆိုတာစာအုပ်ဖတ်ပြီးလုပ်လို့မရဘူးအဲ့လိုမျိုးမြင်ကြတဲ့လူတွေကိုတွေ့ဘူးတယ်ဟုတ်ပါတယ်စီးပွားရေးဆိုတာကလက်တွေ့လုပ်ရတာမှန်တယ်လက်တွေ့ဘဝတွေကတွားတယ်တိုးတော်ညာလဲစာတွေ့လဲလိုအပ်ပါတယ်အရင်တုန်းကစီးပွားရေးလုပ်တဲ့ပုံစံနဲ့အခုစီးပွားရေးလုပ်တဲ့ပုံစံနဲ့မတူတော့ဘူးလွန်ခဲ့တဲ့1900ပြည့်နှစ်ကျော်လို့2000ပြည့်နှစ်ပတ်ချာလေတုန်းကစီးပွားရေးဆိုတာကအရင်ကြီးရှိတဲ့လူအဆက်အသွယ်ရှိတဲ့သူတွေပဲလုပ်တာပြောချင်တာကကျွန်တော်တို့အကိုတို့အမတို့လုပ်ချင်တယ်ကျွန်တော်တို့မှာရင်းနှီးမရှိတာအတော့အဆက်အသွယ်မရှိတာဒါတွေကြောင့်လောက်ရကန်ရကအရန်ကိုပိုင်စီးပွားရေးလုပ်တယ်ဆိုရင်နေပယ်တစ်ခုကအရန်ကိုအကန့်အသတ်ရှိတယ်ဒါပေမဲ့ဒီနေ့ခေတ်ရောက်လာတဲ့အခါကျတော့အဲ့လိုအကန့်အသက်ကနည်းလာတယ်လူတော်တော်များများလုပ်လို့ရလာတာအရင်ကြီးနည်းနည်းလုပ်လို့ရလာတယ်အဲ့လိုလုပ်လို့ရလာတဲ့အတွက်ကောင်းကျိုးကတော့လူအများစုကိုယ်ပိုင်လုပ်ငန်းလုပ်လာနိုင်တယ်အဲ့ဒီရဲ့ဟိုကပါလဲဆိုပြိုင်ဆိုင်မှုအရန်ပြင်းထန်လာတယ် market တစ်ခုထဲမှာအများကြီးပဲဖြစ်လာတယ်လုပ်ငန်းတွေအများကြီးဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ဈေးကွက်မှာနေရာရဖို့အတွက်အများကြီးပဲစူးစမ်းအားထုတ်ရတယ်အဲ့တော့ပြိုင်ဆိုင်မှုအရန်ပြင်းထန်နေတဲ့ဒီနေ့ခေတ်လောကကြီးမှာကျွန်တော်တို့စာအုပ်တွေကတစ်ဆင့်သူများတွေဘယ်လိုလုပ်လဲကိုဘယ်လိုလုပ်မလဲသူများတွေဘယ်လိုမှားလဲငါတို့မှားအောင်ဘယ်လိုလုပ်မလဲဆိုတာတွေကိုကျွန်တော်တို့လေ့လာသင်ယူလို့ရတယ်မြန်မာပြည်ထုတ်တဲ့စာအုပ်ပဲဖြစ်ဖြစ်ကမ္ဘာထုတ်တဲ့စာအုပ်ပဲဖြစ်ဖြစ်ဘယ်စာအုပ်ဆို100%တော့ 100% တော့ထပ်တူ copy ကူးလို့တော့မရဘူးဗျအဲ့ဒီရဲ့သဘောတရားတွေကိုကိုယ့်ရဲ့လုပ်ငန်းနဲ့လိုက်လျောညီထွေဖြစ်အောင်တော့စင်ကဲပြောင်းလဲလို့ရတယ်ကိုကျွမ်းကျင်ရာတစ်ခုကိုဝန်ထမ်းအနေနဲ့ဖြစ်စေ freelance အနေနဲ့ဖြစ်စေလုပ်နေတော့ငါနဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်လိုက်တာ ਨੇ မတူပါဘူးပြောချင်တာကကျွန်တော်စာသင်တတ်တယ်ကျွန်တော်ကတင်နေတဲ့အကြောင်းမှာဝင်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကစာသင်တာကိုပဲကျွန်တော်ရဲ့ profession ကိုပဲကျွမ်းကျင်ရင်ရပြီပေါ့နော် one way ပေါ့ဒါပေမဲ့ကျွန်တော်ကကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ပြီးတင်နေတဲ့အကြောင်းဖွင့်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော် marketing ဘိုင်းကိုလည်းတည်ဖို့လိုလာတယ်ဝန်ထမ်းတွေထပ်တိုးချက်ခန့်တဲ့ကြောင့် HR ဘိုင်းကိုလည်းကျွန်တော်တည်ဖို့လိုလာတယ်ငွေအဝင်အထွက်တွေနဲ့ပြောင်းလို့ finance ကိုလည်းတည်ဖို့လိုလာတယ်ဒါကြောင့်ကိုတစ်ခုတည်းကျွမ်းကျင်စွာလုပ်နေတုန်းကတော့ professional အနေနဲ့လုပ်နေတုန်းကတော့ဒါတွေမသိလဲသိပြဿနာမရှိဘူးကိုဟာကိုအကောင်းဆုံးလုပ်ရင်ရပြီဒါပေမဲ့လုပ်ငန်းတစ်ခုအနေနဲ့လုပ်လာတဲ့အခါအဲ့ဒါတွေသိဖို့လိုလာတယ်အဲ့တော့ကျွန်တော်စောရကတက်ကောင်းတက်နိုင်တယ်ဒါတွေကပတ်စံရှိလို့ရှိရင်ကွာလုပ်ငန်းအောင်မြင်လာလို့ရှိရင်လူခေါ်ခန့်လို့ရတာပေါ့မှန်တယ်လူခေါ်ခန့်လို့ရတယ်တိုးတော်ညာလဲကျွန်တော်ကကားစီးနေတယ်ကားအကြောင်းငန်းတစ်လုံးမှနားမလဲပဲကားသွားပြင်ရင် workshop ကပြောသမျှခေါင်းညှိနေရလိမ့်မယ်အဲ့တော့ကျွန်တော်ဒီအခြေခံစီပြောက်မီးပြောက်တော့ပြီးဖို့လိုတယ်ထို့အတူပဲစီးပွားရေးလုပ်တဲ့သူကလည်းစီးပွားရေးနဲ့ပတ်သက်တဲ့သဘောတဘာဝတွေကိုသိထားဖို့လိုတယ်ကျွန်တော်တို့ပြောကြတယ်ဗျာလက်တွေ့နဲ့စာတွေ့ပေါ့စာတွေ့ရလဲစာတွေ့ရအောင်သုံးဝင်တယ်လက်တွေ့ရလဲလက်တွေ့ရအောင်သုံးဝင်တယ်စာတွေ့ရမှာကောင်းတယ်လက်တွေ့ရမှာကောင်းတယ်မဟုတ်ဘူးနှစ်ခုလုံးကိုပေါင်းစပ်ပြီးတော့လိုအပ်တယ်လို့ကိုယ်လုံးမှမှာအသုံးချမှာဖြစ်ပါတယ်အဲ့ဒါမဟုတ်ပါနဲ့ငါတို့ကလက်တွေ့ပဲကြိုက်တယ်မင်းတို့စာတွေကရှောက်ရွှေးနေရပါဆိုပြီးတော့ပြစ်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းသဘောပါဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်တွေ့ကြုံရတာတော့စာတွေနဲ့လက်တွေနဲ့ပေါင်းစပ်ပြီးတော့ကိုယ်လုံးနဲ့တင့်တော်အောင်လိုက်လျောညီတွေဖြစ်အောင်လုပ်ဆောင်ရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ပါခင်ဗျာကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ